အကုသိုလ်ဆိုတာအာနဲ့တူတော့ဆိုရင်တန်ထဲမှာဖြစ်ပေါ်လာတဲ့တန်ချီနဲ့တူတယ်တန်ကြီးဆိုတာပြပကလာတာမဟုတ်ဘူးတန်ကလေးဖြစ်လာတဲ့တန်ကြီးအဲ့ဒီတန်ကြီးကဘယ်သူ့ပြန်ဖြစ်တယ်တန်ကိုပဲပြန်ဖြစ်တယ်တန်ကိုတန်တဲ့တန်ကြီးဖြစ်ဆိုတာပဲအဲ့တော့လူတွေအကိုတမှုထားတယ်ဆိုလို့ရှိရင်တမှုထားရရောက်အောင်အတ္တသမပဏိတိကိုယ်စိတ်ကိုပြင်ရမယ်လွဲချုပ်နေတာတွေကိုတည့်ပေးရမယ်ကိုယ်တမှုထားတာဟုတ်မဟုတ်စီစစ်ရမယ်စီစစ်ပြီးတော့ကိုအကောင်းဆုံးဖြစ်အောင်တကူကြီးတကားရပြောစရာမရှိအောင်ကိုတမှုထားအဲ့ဒီကိုတမှု